dy minus dx number A က dy minus dx ဆိုချင်တာဆိုတော့ဒီမှာတစ်ဆင့်စစ်အဲ့တော့ဒီမှာ y က 1 by x plus 2 root x ပေါ့အဲ့ဒါကိုကျတော့ power ပုံစံလေးနဲ့ထားရအောင်1 by x ဆိုတာက x power minus 1 plus 2เนาะ root x ဆိုတာက x power 1 by 2ဟုတ်တယ်ဟုတ်ကဲဒါဆိုကျတော့စိတ်ရအောင်เนาะအဲ့ဒီမှာဓာတ်ထဲမှာအပေါင်းဆိုတော့ကျတော့တိတန့်စီစိတ်လို့ရတယ်ဟုတ်လားx power minus 1အောင်ရှိရအောင်เนาะ x power minus 1ကိုကျတော့စိတ်မယ်ဆိုရင်ဘာလုပ်မလဲဆိုရင် power စိတ်ချမယ် power 1 short power 1 short ဘယ်လောက်ရမလဲ power 1 short က minus 2ဟုတ်တယ်မှန်နော်နောက်ကဟောဆက်ရှိမယ်2က constant power ရှိချမယ် power 1 short မယ်ဆိုတော့1 by 2တဲ့ကနေ1ကိုထပ်နှုတ်မှာဆိုတဲ့အတွက်ကြောင့် x power minus 1 by 2 minus 1 by 2ဟုတ်တယ်ဒါက minus x power minus 2 2နဲ့2နဲ့ရှင်းမယ်ဒီမှာပါကြမယ်ဆို x power minus 1 by 2ဆိုတော့ဒါတစ်ချိန်စိတ်တော့ရတယ်ဟုတ်လားနော်နံပါတ် A နောက်နံပါတ် B ကသူ့ကိုထပ်ရှင်းရမယ်အဲ့တော့ d square 1 by dx square ဟုတ်ပြီနော်အဲ့တော့ minus ကအရှိမ minus 1 constant power ရှိချမယ် power 1 short မယ်minus 2 minus 1ဆိုတော့ဘယ်လောက်ဖြစ်မလဲ minus 3ဟုတ်နော် plus ဒီမှာ power က minus 1 by 2သူ့ကိုအရှိချမယ် power 1 short မယ်minus 1 by 2 minus 1ပေါ့နော်ဒါဆိုရင် minus minus 2ဆိုတော့ plus 2 x power minus 3ဒီမှာက minus 1 by 2 x power minus 1 by 2ရဲ့ minus 1ဆိုတော့ဘယ်လောက်လဲ minus 3 by 2ဟုတ်တယ်မှန်နော်နံပါတ် C သွားတယ်နံပါတ် C ကသူက coordinates and stationary points on the card ဆိုတော့အဲ့တော့stationary point ဆိုတာကဘယ်နေရာလဲဆိုတော့အဆင်းလည်းမရှိတော့အတက်လည်းမရှိတော့ဘူးဆိုတော့သူ့ရဲ့ slope တန်ပေါ့နော် dy minus dx 0ဖြစ်တယ်dy minus dx ကို0နဲ့ပေးညီလိုက်လို့ရှိရင်ဒါဒီသူ့ရဲ့ stationary point x coordinate ကိုရမယ်ဟုတ်နော် dy minus dx ကိုပေးနေရအောင် dy minus dx ကိုပြင်ပါဟလားနော်ဒါဒီအဲဆိုရင် minus x power minus 2အောက်ချလိုက်မယ်1 by minus 1 by x square plus 1 by x power 1 by 2ဒီနေ့အဖြစ်ပြောမယ်ဆို root x ပေါ့နော်နော်ဟာ equal to 0ဟုတ်သူ့ကို0နဲ့0ကပေးညီတဲ့အခါမှာဘယ်လိုလုပ်ကြမလဲဒီကနေ x ကိုရှာမယ်ပေါ့နော် x ကိုရှာမယ်အဲ့တော့အကုန်လုံးကိုကျတော့1နဲ့မြောက်ကျလိုက်မယ် x square နဲ့မြောက်ချလိုက်မယ်ဟုတ်နော် x square နဲ့မြောက်ချလိုက်မယ်ဘိုးဘက်ကိုလည်း x square နဲ့မြောက်မယ်နော်ဒါကိုလည်းဒီဘက်ကိုလည်းညာဘက်ကိုလည်းပဲကျတော့ x square နဲ့မြောက်နော်ဒီဘက်ကတော့ဘာပဲလဲဆို0ပဲပေါ့နော်ဒီမှာဘာရှိလဲဆို minus 1 by x square plus 1 by x power 1 by 2နော်အဲ့တော့ဒီမှာကအရှိရကြတော့ x square နဲ့ဝင်မြောက်မယ်နော် x square နဲ့ဝင်မြောက်မယ်ဆို minus x square by x square minus x square by x power 1 by 2 equal to 0ပေါ့နော်ဟုတ်လားဒါဆိုရင်ဒါ x square နဲ့ x square နဲ့ကြည့်တော့ဒီပြဘယ်လောက်လဲ minus 1 ရဲ့ plus x square x power 1 by 2ကအပေါ်တက်တော့ဘာဖြစ်မလဲ x power minus 1 by 2 minus 1 by 2ဟုတ်ပြီနော်ဒါဆိုရင်ကျတော့2 minus 1 by 2ဆိုတော့ဒီ x power ဘယ်လောက်ဖြစ်မလဲနှစ်နဲ့လေးရဲ့တစ်နှုတ်ဆိုတော့3 by 2 equal to 1ဖြစ်မှာနော်ဒါဆိုလို့ရှိရင်ကျတော့ဘယ်နေရာမှာလဲ x တန်ဖိုး1မှာပေါ့ဟုတ်လားနော်အဲ့တော့1 power 3 by 2ကလည်း1ပဲလေဟုတ်တယ်မလားဒါဆိုလို့ရှိရင်သူ့ stationary point ကိုဘယ်နေရာမှာလဲဆိုတော့ x equal to 1မှာဖြစ်ဟုတ်ပြီနော်ဒါဆိုရင်ကျတော့stationary point ရဲ့ x coordinate ရပြီဘာလို့လဲဆိုတော့ y လို့နော် y လို့y ကနောက်မှရှာလဲရတယ်ဆိုတော့လောလောဆယ်ဘာလုပ်ရမလဲဆိုရင်သူ့ရဲ့ nature ကိုစဉ်းစားရမယ် nature ကိုစဉ်းစားဖို့အတွက်ကျတော့ဘယ်သူနဲ့ဆုံးဖြတ်ရမှာလဲဆိုတော့ del square y မှာ del x square နဲ့ဆုံးဖြတ်နော်del square y မှာ del x square ရဲ့နေရာမှာကျတို့ခုရှာလို့ရတယ် stationary point ဘာကိုစားပေးမလဲဆိုရင်sorry ဘာကိုစားပေးမလဲနော်1ကိုစားပေးမယ်နော်1ကိုစားပေးမယ်ခဏနော်
1ကိုပြန်စားသွင်းပြီးတော့မှသူကရလာတဲ့ d square y မှာ j square ရဲ့တန်ဖိုးကဆိုတာဆိုရင် negative ဆိုရင်အနှုတ်ဆိုလို့ရှိရင်သူက maximum point နော်ရလာတဲ့ဟာဒီအပေါင်းဆိုလို့ အပေါင်းဆိုရင် minimum point ဟုတ်ပြီနော်ဘယ်သူရဲ့တန်ဖိုးလဲ d square y မှာ dx square ဆိုတော့ d square y မှာ dx square ကသူတို့ဘာရထားလဲဆိုတော့ဒီမှာရထားနော်အဲ့ညမှာ x ညမှာ1ကိုစားတယ်ဒါဆိုရင်2 1 power minus 3ဆိုတော့1 2 minus 1 by 2နော်ဒါဆိုဘယ်လောက်ရလဲဆို3 by 2ဆိုတော့သူဒီ greater than 0ဒါဆိုရင်ဒီ point ဒီဘာ point လဲဆိုရင် minimum point နော် minimum point အဲ့တော့ကျွန်တော်ကဒီမှာ coordinate ရှာပေးရမယ်ဆိုတော့ y ရှာပေးရအောင်ဟဲ့လားဆိုတော့ y ကိုဘယ်မှာပဲပြန်စားပေးမယ်ဒီ curve မှာပဲစားပေးမယ်နော် x တန်ဖိုး1ကိုစားပေးတဲ့အခါကျတော့1 plus 2 root 1ဆိုတော့1 plus 2ဆိုတော့ဘယ်လောက်လဲ3ပေါ့နော်ဒါကြောင့်သူ့ရဲ့ coordinate ဒီပါလေ1,3 1,3 is that သူ့ရဲ့ nature ကဘာဖြစ်မလဲ minimum point နော် as a minimum point ဟုတ်ပြီနော်အဲ့တော့ဒါကဒုတိယတစ်ပိုင်းကိုမသိလားဒုတိယတစ်ပိုင်းမသိလားဒုတိယတစ်ပိုင်းဆိုတာကဒီကျတော့ဒီ differential ရဲ့ differential ရဲ့ application ပေါ့တစ်ပိုင်းပဲဒီလားအဲ့တော့ဒီဟာကိုဒီတွက်ကြည့်လိုက်ပြီးတော့မရအောင်ပြန်နော်